ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့တီနီယာကောင်းပါတယ်ဆိုတဲ့နေရာကိုမှကြောက်စင်နဲ့ပြင်းလွင်ကိုချိတ်ဆက်ဖောက်လုပ်ထားတဲ့ခံရှင်းဆက်လမ်းအတင်ကိုရှာဖွေနေတဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုလေးကအသုံးဝင်စေမှာပါခင်ဗျာတီနီယာတော့ပြင်းလွင်မျိုးအနီးစကန်မြို့ဆောင်လမ်းမရနေလာရင်ရောက်ရှိတဲ့ရင်းတာရွာကိုကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ရင်းတာရွာဆိုတာအခုလောလောဆယ်မောင်ကေဘယ်လိုပန်းချံမျိုးနဲ့လက်ပတ်စရာတွေရှိတဲ့ရွာလေးဖြစ်ပါတယ်လမ်းမပေါ်အတင်ပထမဆုံးမိတ်ဆက်ပေးမဲ့အကွက်လေးကတော့အခုမြင်တွေ့နေရတဲ့မျက်နှာစာပေ130ရှင်းတော့အရှိကပေ120အကျယ်ရှိတဲ့မြေကွက်လေးပဲဖြစ်ပါတယ်ဒီကွက်လေးရဲ့ခေါ်စင်းတော့ကတော့3200ပပညီနိုင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒုတိယမြောက်အကွက်လေးကတော့ရင်းတာရွာမြောက်ဘက်မှာရှိတဲ့မျက်နှာစာပေ240ရှင်းတော့အရှိကတော့ပေ100ဈေးနှုန်းတော့2600ကိုပပညီနိုင်နဲ့ရရှိမှာပဲဖြစ်ပါတယ်အရန်တန်တဲ့အကွက်လေးတွေဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကျွန်တော်မိတ်ဆွေကငွေမနိုင်ဘူးဆိုရင်ပေ60ပေ100ခွဲယူလို့ရပါတယ်ခင်ဗျာပေ60ပေ100ကို3650ဖြစ်ပါတယ်ခင်ဗျာကဲနောက်ထပ်တတိယအကွက်လေးမိတ်ဆက်ပေးမယ်သူကတော့ပေ100ပတ်လေကို3200ပပညီနိုင်ဖြစ်ပါတယ်သူနောက်ကဒီတဲလေးရှိတဲ့အကွက်လေးဆိုရင်လည်းရအောင်မယ်သူကတော့ပေ60ပေ100ရှိပြီးတော့တစ်ကွက်ကို3200စီဒါဖြစ်ပါတယ်ခင်ဗျာအရန်တန်တဲ့မြေကွက်လေးတွေဖြစ်တယ်ကြောက်စံလန်းအတင်နေရာကောင်းရှပ်ပါရောင်းကွက်ထွက်သောနေရာလေးတွေကျွန်တော်စုစည်းပေးထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများမေးကြတဲ့သူတွေများတဲ့အတွက်ဒါကျွန်တော်ဖုန်းတွေပြန်လိုက်ပြီးတော့ခေါ်ဖို့အတွက်အဆင်ပြေတဲ့အတွက်ကျွန်တော်ဒီကနေပဲတခါတည်းပြောရင်းနဲ့ဒါအယောင်ကြော်ညာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းဖြစ်တဲ့39ခွန်လေးလုံး9448ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးရန်နာထိုက်သောအင်ချမ်းမီများကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ